အတူတူဆိုပိုကောင်းတယ်ဒီခါတော့ကတော့အုပ်အစုံမှာတွက်လက်ချက်ချတဲ့ရှင်းကလေးရွှေမြီးရှိပါတယ်သူကစောင်းတွေ့အတွက်သစ်စစ်တွေကိုအားတက်တရောစုစားနေတာပါဒီနေ့မှရွှေမြီးဟာတစ်ပင်ချီရင်းမှာအလို့ကောင်းမွန်တဲ့သစ်စစ်ပုံကြီးကိုတွေ့လိုက်ရတယ်ဒါပေမဲ့ပြဿနာကတစ်ကိုင်းအကြီးကြီးတစ်ခုကအဲ့ဒီသစ်စစ်တွေအပေါ်မှာပြနေတာပါပဲရွှေမြီးကတစ်ကိုင်းကြီးကိုအတင်းတွန်းပေမဲ့လုံးဝမရွေးပါဘူးအဲ့ဒီအချိန်မှာအပိုးလေးဦးအုပ်ကအနားကိုဖြည်းဖြည်းချင်းလျှောက်လာပါတယ်မြင်းလေးရွှေမြီးအပိုးကူညီပေးရမလားလို့ဦးအုပ်ကသဘောကောင်းစွာမေးလိုက်တယ်ဒါပေမဲ့စိတ်တွနေတဲ့ရွှေမြီးကအပိုးကတင်းလို့ပါတယ်မကူညီနိုင်ပါဘူးလို့ပြောပြီးမြင်းလိုက်တယ်ရုတ်တရက်ကောင်းကင်ကြီးမောင်လာပြီးမိုးတွေထိထန်စွာရွာချလာပါတော့တယ်သစ်စစ်ပုံလေးဟာရေစီးနဲ့အတူမျိုးပါသွားတော့မဲ့အခြေအနေဖြစ်နေပြီရွှေမြီးပါလို့ရမှန်းမသိဖြစ်နေတော့မှပဲဦးအုပ်ကသူ့ရဲ့မှာကြောတဲ့ကြောခုကြီးနဲ့ရေစီးကိုပိတ်ပြီးသစ်စစ်တွေကိုအကအကွယ်ပေးလိုက်ပါတယ်ရွှေမြီးလေးအော်သွားပြီးဦးအုပ်ကိုအရန်အားကိုးသွားတယ်အဖိုးကျွန်တော်တို့အတူတူသုံးကြရအောင်လို့ရွှေမြီးကခေါ်လိုက်ပါတယ်ဦးအုပ်ကသူ့ရဲ့ခေါ်အားကြီးတဲ့ကောင်းနဲ့တစ်ကောင်းကိုမလိုက်တဲ့အခါမှာတော့တစ်ကိုင်းကြီးလိန်ထွက်သွားပါတော့တယ်ရွှေမြီးနဲ့ဦးအုပ်တို့တစ်ရွက်ကြီးတစ်ရွက်အောက်မှာမိုးခိုရင်းတစ်စစ်တွေကိုအတူတူခွဲစားကြတယ်အဘိုးကိုအထင်သေးမိတာတောင်းပန်ပါတယ်လို့ရွှေမြီးကပြောပါတယ်ဒီရောက်တဲ့ထက်အတူတူလုပ်ရင်ပိုကောင်းတယ်ဆိုတာကိုရွှေမြီးသိသွားပါပြီလူတိုင်းမှာကိုယ်စီအစွမ်းအစရှိကြတယ်ဆိုတာသူသင်ခန်းစာရသွားတာပေါ့